ခုဆိုရင်တော့ကိုကောဟောင်းပဲဘလုံးလှမ်းပေးထားတယ်ခင်ဗျာအဲ့ချိန်မှာပဲနာစပယ်တစ်ခွက်ပြလိုက်ပြီခင်ဗျာပွဲစားကလေးကဇောင်းထားနေတဲ့နာကိုတော့ဒိုင်လူကြီးကတခါတည်းအနီကပ်ပြပြီးထုတ်ပြလိုက်ပြီခင်ဗျာကောင်းတယ်ခင်ဗျာပြန်လဲပြသမှုတွေကိုကြည့်မယ်ဆိုရင်နဖျားလက်ကိုပိုင်ဆိုင်ထားတဲ့ကောဟန်အနေနဲ့မီလောဝါတိုင်းတော့3ချိန်မရလိုက်ပဲအကင်ခံလိုက်ရတော့မရမှာဖြစ်တယ်ခင်ဗျာA few moments later ကျွန်တော်စီရင်ခဏတော့မှပဲ UNS ကျောင်းသားဖိုက်တာလေးကိုချိုးလိုက်ပြန်ပြီခင်ဗျာခြေထောက်မပါတဲ့ UNS ကိုတော့ဒိုင်လိုကြီးအနေနဲ့ခြေချိုးတယ်ဆိုပြီးအနီကတန်းပြပြန်ပြီခင်ဗျာမိုးဝမ်းနီးချန်အဖွဲ့သားရဲ့အနေနဲ့နှစ်ယောက်အထုတ်ခံလိုက်ရပြီးတဲ့နောက်မှာတော့ဘယ်လိုမျိုးထိန်းကစားသွားမလဲဆိုတော့ဆက်လက်စောင့်ကြည့်ရမယ်ခင်ဗျာA few minutes later ပြောနေတော့မှပဲတိုက်ကူရဲထချိုးလိုက်ပြန်ပြီပီတူဂိတ်မှာဆရာကြီးဆိုတဲ့ကော်ရဝါမှာမကြောက်မလန့်တော့ချိုးတာခင်ဗျာဒိုင်လိုကြီးအနေနဲ့ဖြစ်တော့မှကျန်တဲ့တိုက်ကူရဲကိုတော့အဝါကတ်ထပ်ပြပြီးသတိပေးထားပြန်ပြီခင်ဗျာပြန်လဲပြသမှုတွေအရာဒီလိုချစ်ကြည်ရေးပွဲစမှာမိုဘိုင်းလီချန်အသင်းသားရဲ့အနေနဲ့တစ်ဖက်အသင်းပေါ်ချစ်ခင်လေးကစားပြီးတော့မြင်ရမှာဖြစ်တယ်ခင်ဗျာ